လုံးပဲမင်္ဂလာပါရှင်။ Foreign Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မလို့သားနဲ့ဆလာပြညွှန်ကြားမှုဦးစီးဌာနကဒီနေ့2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မလို့သားခန့်မှန်းချက်တွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီကနေ့နိုဝင်ဘာလ1ရက်နေ့ထူးခြားမလို့သားတွေအနေနဲ့ဖိလစ်ပိုင်ပလဲပြင်ရှိဖြစ်ပေါ်နေသောထက်ဆင့်မုန်တိုင်းများ၏အခြေအနေနဲ့မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာတက်ရောက်လာနိုင်တဲ့မိုးကြီးရေရှမ်းအခြေအနေများကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားကြပါအောင်ရှင်။ပထမဆုံးအနေနဲ့မြန်မာနိုင်ငံအောက်ပိုင်းဒေသမှာသတိထားရမယ့်မိုးကြီးရေရှမ်းတိုင်းခြေများကိုတင်ပြပေးသွားပါမယ်။ထိုင်းပင်လယ်ကွေ့ကနေလာတဲ့လေဖိအားနည်းဆက်တဟုကအခုဆိုရင်မုတ္တမကွေ့ထဲကိုရောက်ရှိနေပါတယ်။ဒီကနေ့ကစပြီးမြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာမိုးကြီးနိုင်ပါတယ်။မနက်ဖြန်မှာဆိုရင်ဒီဆက်ဟာအားသင့်တဲ့ပိုကောင်းလာနိုင်ပြီးမုတ္တမကွေ့ထဲမှာလေပြင်းတစ်နာရီကိုမိုင်30ထိတိုက်ခတ်ကလှိုင်း4ပေခန့်ထိရှိနိုင်ပြီးမိုးဆက်လက်ကြီးနိုင်ပါတယ်။ဆက်လက်ပြီးပစိဖိတ်ပင်လယ်ပြင်ရှိထက်ဆင့်မုန်တိုင်းများရဲ့အသေးစိတ်အခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။မြန်မာစံတော်ချိန်မနက်4နာရီထုတ်ပြန်ချက်များအရဖိလစ်ပိုင်ပင်လယ်ပြင်မှာလေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပါတယ်။လေဖိအားနည်းရပ်ဝန်း98W inverse လေဖိအားနည်းရပ်ဝန်းဟာအားပုံမကောင်းလာပြီးတိုင်ဖွန်းမုန်တိုင်းကလမဲကြီးအဖြစ်ရောက်ရှိလာနိုင်ပါတယ်။နိုဝင်ဘာလ4ရက်နေ့မှာဖိလစ်ပိုင်အလဲပိုင်းကိုလေပြင်းမိုင်60ကျော်နဲ့ဖြတ်တန်းတိုက်ခတ်ပြီးနိုဝင်ဘာလ9ရက်နေ့မှာဗီယက်နမ်တောင်ပိုင်းကတိုင်ဟွာကန်ချီကိုလေပြင်း89မိုင်နှုန်းနဲ့ဝင်ရောက်လာမယ်လို့ခန့်မှန်းရပါတယ်။လေဖိအားနည်းရပ်ဝန်းနဲ့99W လေဖိအားနည်းရပ်ဝန်းဟာတိုင်ဖွန်းမုန်တိုင်းကြီးဖန်ဝန်းအဖြစ်ရောက်ရှိလာပြီးအင်အားလွန်ကောင်းတဲ့မုန်တိုင်းကြီးအဖြစ်နဲ့ထိုင်ဝမ်ကိုဦးတည်သွားမယ်လို့ခန့်မှန်းရပါတယ်။ဆက်လက်ပြီးမိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ဘင်္ဂလားပင်လယ်အော်အခြေအနေထုတ်ပြန်ချက်များကိုတင်ဆက်ပေးသွားပါမယ်။ယနေ့ညရရှိသည့် ECNWF Cyclone Activity Including Cyclone Genesis Chat အရာကပလီပလဲမြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်ရှေ့လေပိုင်းတွင်နိုဝင်ဘာလ3ရက်နေ့မှ9ရက်အတွင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ80%ရှိပြီးနိုဝင်ဘာလ6ရက်နေ့တွင်ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ90%သို့လျော့ကျကြောင်းတွေ့ရပါတယ်။ဆက်လက်ပြီးမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့မိုးကြီးရေရှမ်းသတိပေးချက်များကိုတင်ပြပေးသွားပါမယ်။ရေကြီးခြင်းသတိပေးချက်2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့9နာရီခွဲအချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်9နာရီအချိန်တွင်တိုင်းထွာချက်အရမဲဆိုင်ချောင်းရည်သည်တာချီလိမ့်မြို့ရွေတော်ခန်းကြီးရွာတွင်ရဲမြို့၏ဆွေရင်မှန်အောင်ပေဝက်ခန့်တွင်ရောက်ရှိနေပါသည်။အဆိုပါချောင်းရည်သည်နောက်တရက်တွင်ရဲမြို့၏ဆွေရင်မှန်သို့ရောက်ရှိနိုင်ပါသည်။သို့ဖြစ်ပါ၍တာချီလိမ့်မြို့နယ်တွင်ရှိ6ကန်နီနှင့်မြင်းနိဗ္ဗာန်နေထိုင်သူများနေဖြင့်ကြိုတင်သတိပြုနိုင်ပါရန်နှင့်ချောင်းရင်မြင့်တလာပါကချိန်မီရှောင်ရှားနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါသည်။မြေကြီးနားမြင့်ရင်အတက်ကြမရှိရတန်နေ့ကညနေမှ12နာရီတွင်မြေကြီးနားမြို့၏နေ့ကမြင့်ဆုံးပူချိန်34.2ဒီဂရီစင်တီဂရိတ်ယနေ့အနေဆုံးပူချိန်22.3ဒီဂရီစင်တီဂရိတ်ဖြစ်ပါရဲ့ရှင်။မြေကြီးနားမြင့်သည်စိုးရိမ်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်899စင်တီမီတာ29ပေခွဲခန့်အလွန်တွင်ရောက်ရှိနေပါသည်။အေယာဝတီမြစ်အထက်ပိုင်းမှာမိုးအားနည်းငယ်ရှိနေပါသည်။ရန်ဖက်ရန်ခအေယာဝတီမြစ်စွန်အထက်ပိုင်းမှာနေရာကွက်၍မိုးသည်ထန်စွာရောက်သွန်းခြင်းများကြောင့်မြစ်စီနားမြေကြားစင်နေရာမှပြတ်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါဦးမယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနဲ့အေယာဝတီမြစ်အထက်ပိုင်းမိခါမြစ်နဲ့မလိခမြစ်ဝမ်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားနည်းငယ်ရှိနေပါသည်။အေယာဝတီမြစ်ကိုတခြားနဲ့ချင်းတွင်းမြစ်ကိုတခြားမြစ်ကန်ဤမြင်းနေဒေသများနဲ့မြင်းလူကျများတွင်စိုက်ပျိုးလကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလိုသားများအေယာဝတီမြစ်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါသည်။ချင်းတွင်းမြစ်ရဲ့ချင်းနေမုံရမြစ်ရဲ့အနေငယ်ခန့်ထက်ကြားမိကညနေမှ12နာရီတွင်ခန်းတီဟုံးမလင်းဖောင်ပြင်းနဲ့မော်လိုက်မြေတို့မှာပြပြချင်းဆက်လက်ကြာဆင်းနေပါသည်။ကလေးဝမင်းကင်ကနေနဲ့မုံရမြစ်မြေတို့မှာပြပြချင်းဆက်လက်ကြာဆင်းနေပါမယ်။အေယာဝတီမြစ်ရဲ့ချင်းနေဗမောရွှေကူကတ်တာထီချိုင်တပိတ်ချင်းမန္တလေးနဲ့စကိုင်းမြေတို့မှာပြပြချင်းဆက်လက်ကြာဆင်းနေပါမယ်။ညင်မှုခောက်ကူညာဦးချောင်းမြို့မင်းဘူးမြေတို့မှာပြပြချင်းဆက်လက်ကြာဆင်းနေပါမယ်။မကွေးအောင်လံပြည်စိတ်သားဟင်္ဒရာနဲ့ဇလုံးမြို့မြေတို့မှာပြပြချင်းဆက်လက်ကြာဆင်းနေပါတယ်။အေယာဝတီမြေမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ရှင်။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်။ဆက်လက်ပြီးမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်သောထူးခြားမှုလေဝသအခြေအနေကိုတင်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကပလီပင်လယ်အော်တောင်ပိုင်းနဲ့အနောက်တောင်ပိုင်းတို့တွင်တိမ်အနှဲငယ်ဖြစ်ထွန်းနေပြီး
ကပလီပလန်ပြင်းနဲ့ဂျမင်္ဂလာပလန်အော်ရိုရင်တိမ်ထူထပ်နေပါတယ်။ယနေ့ညနေထိခံမှန်းချက်ရန်ကုန်တိုင်းဒေသကြီးအရောက်တိုင်းဒေသကြီးသတင်းတိုင်းဒေသကြီးမွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့ရဲ့နေရာအနှံ့ပြပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့ရဲ့နေရာစိစိနေပြီးတော့ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့ရဲ့နေရာကျဲကျဲနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့ရဲ့နေရာကွက်ကြားမူထစ်ချုံရမည်ရွာရရနှုံးပြည့်ဖြစ်ပါတယ်။နေပြီးတော့နေရာကွက်ကြားမူထစ်ချုံရမည်ရန်ကုန်ကဘာအေးနေရာကွက်ကြားမူထစ်ချုံရမည်မန္တလေးနေရာကွက်ကြားမူထစ်ချုံရမည်ဘက်ကိုနေရာကွက်ကြားမူထစ်ချုံရမည်မကွေးတိန်တင်တဲ့ဖြစ်ထွန်းမည်ဟုံမလဲနေရာကွက်ကြားမူထစ်ချုံရမည်မုံရတိန်တင်တဲ့ဖြစ်ထွန်းမည်ပတ်သိမ်းမူထစ်ချိန်နဲ့ချိန်ထစ်ချုံရမည်တဝဲနေရာကွက်ကြားမူထစ်ချုံရမည်မြေကြီးနာနေရာကွက်ကြားမူထစ်ချုံရမည်လိုက်ကောတိန်တင်တဲ့ဖြစ်ထွန်းမည်ဖက်အန်နေရာကွက်ကြားမူထစ်ချုံရမည်ဟာခါနေရာကွက်ကြားမူထစ်ချုံရမည်မော်လမြိုင်မူထစ်ချိန်နဲ့ချိန်ထစ်ချုံရမည်စစ်တွေနေရာကွက်ကြားမူထစ်ချုံရမည်လာရှိုတိန်တင်တဲ့ဖြစ်ထွန်းမည်တောင်ကြီးနေရာကွက်ကြားမူထစ်ချုံရမည်ကျိုင်းတုံနေရာကွက်ကြားမူထစ်ချုံရမည်မိုးတိမ်တောင်ဖြစ်ပေါ်မှုချိန်နဲ့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးသတင်းတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရေလျားရနေရတလျှောက်တွင်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတိကျွေးခြင်းစသည့်မလို့သားဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှာရန်အကြံပြုအပ်ပါတယ်။နောက်နေ့ရက်အတွက်ခံမှန်းချက်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးသတင်းတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာစိစိမ်မှာနေရာအနှံ့ပြားမှုထစ်ချုံရနိုင်ပါတယ်။နေပြီးတော့နေနီတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်နေရာကွက်ကြားမှုထစ်ချုံရမည်ရွာရရနှုံးဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်နေရာကွက်ကြားမှုထစ်ချုံရမည်ရွာရရနှုံးဖြစ်ပါတယ်။မန္တလေးမြို့နယ်နေတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်နေရာကွက်ကြားမွေးထစ်ချုံရမည်ရွာရရနှုံး80ဖြစ်ပါတယ်။မြမပလဲပြင်းမြမကယ်ရန်တခြားနဲ့ကလွန်ပလဲပြင်းတို့တွင်တခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးတိုင်းကျနိုင်ပါတယ်။မိုးသက်လေပြင်းကျစဉ်ရေပြင်းမြေပြင်းလေသည်တနအီလျင်မိုင်30မှ35မိုင်ထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြင့်မှာမြမကယ်ရန်တခြားနဲ့ကလွန်ပလဲပြင်းတို့တွင်10ပေမှ10ပေခန့်ရှိနိုင်ပါတယ်။ပလဲပြင်းခရီးအတွက်မလို့သားခံမှန်းချက်2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့နနက်10:00နာရီခွဲအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပလင်အော်ချင်းနေဘင်္ဂလားပလင်အော်အနာလေပိုင်းနဲ့အနောက်တောင်ပိုင်းတို့တွင်တိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကပလီပလဲပြင်းနဲ့ဂျမင်္ဂလာပလင်အော်တို့တွင်တိမ်ထူထပ်နေပါတယ်။ရန်ကုန်မှာသတင်းတိုင်းကရန်တခြားပလဲပြင်းခရီးအတွက်မလို့သားခံမှန်းချက်ယနေ့မွန်တဲမှာနောက်24နာရီတွင်ခံမှန်းချက်မလို့သားချင်းနေရအနှံ့ပြားမူထစ်ချုံရမည်အမြင့်တာလေးမိုင်မိုးရစင်တမိုင်ခန့်ရေပြင်းလီတောင်သွမနောက်တောင်တနိုင်ပလဲမိုင်15-20မိုင်တခါတရံမိုင်30မှ35မိုင်လှိုင်းချီနေလှိုင်းကြည့်နိုင်ပါတယ်။လှိုင်းမြင့်10ပေမှ10ပေခန့်ရန်ကုန်မှာရခိုင်ကရန်တခြားပလန်ပြင်းခရီးအတွက်မလို့သားခံမှန်းချက်ယနေ့မွန်တဲမှာနောက်24နာရီတွင်ခံမှန်းချက်မလို့သားချင်းနေရအနှံ့ပြားမူထစ်ချုံရမည်အမြင့်တာလေးမိုင်မိုးရစင်တမိုင်ခန့်ရေပြင်းလီအရှိသမအရှိမြောက်တနိုင်ပလန်မိုင်15-20မိုင်တခါတရံမိုင်30မှ35မိုင်လှိုင်းချီနေလှိုင်းကြည့်နိုင်ပါတယ်။လှိုင်းမြင့်10ပေမှ10ပေခန့်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသက်လိုက်ပါပြီ။နောက်ဆက်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျန်းမာရှင်းလန်းကြပါစေရှင်။ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်သွားပေးခဲ့ကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးကိုကျေး